ဖန်ခွက်ပေါ်မှာအကျွေးပြားလေးနှစ်ပြားတင်ထားတယ်ဖန်ခွက်ရဲ့နှက်ခမ်းလေးပုံပေါ့နော်ဒီတိုင်းတော့မှလှုပ်လိုက်ရင်အကျွေးလေးတွေကကျသွားနိုင်တယ်ကွာဘာလို့လဲညီမရဲ့ညာဘက်သို့မဟုတ်ဘယ်ဘက်ကိုတန်တဲ့ဘက်တစ်ခုနဲ့အကျွေးပြားနှစ်ပြားကိုပဲထိရမယ်ဖန်ခွက်ကိုမထိရအောင်မထိဘဲနဲ့ဘာလုပ်ရမလဲဆိုတော့အဲ့ဖန်ခွက်လေးရောအကျွေးစီတွေရောညောက်လာအောင်အပေါ်ကင်ပြရအောင်အဲ့ညံစမ်းလေးစမ်းကြည့်အောင်စမ်းကြည့်လို့ဖန်ခွက်ကိုမထိရအောင်နော်မရဘူးလားမရဘူးအဲ့ဆိုရင်ပန်းပေးပြီလားပေးပြီအဲ့ဆိုရင်ကိုယူရမယ်နော်ဟုတ် magic လွယ်လွယ်လေးပါအကျွေးစင်းနှစ်ခုကိုပဲထိရမယ်နော်ဖန်ခွက်ကိုမထိရအောင်ဒီလိုလေးတင်လိုက်ဟုတ်တယ်နော်ဖန်ခွက်ကိုမထိဘူးဒီမှာအကျွေးစင်းနှစ်စီးကိုပဲထိထားတယ်ဖန်ခွက်လည်းရောက်လာအောင်ခိုင်းရတယ်ခုပြောက်ွက်လေးတွေကိုတော့ကျွန်တော်တို့ညံစမ်း magic လို့ခေါ်တယ်ပေါ့နော်အားလုံးကကြည့်နေတဲ့တကယ်ချင်းတွေလည်းခုပြောက်ွက်လေးကိုသဘောကျလိုက်မယ်လို့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ magician link နေပဲဖြစ်ပါတယ်ခင်ဗျာ